အခုလိုကိုဗစ်ကာလအတွင်းမှာအရေးအကြီးဆုံးကတော့ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးအသက်ရှည်ကျန်းမာမှာကျွန်တော်တို့ချစ်ခင်ရတဲ့သူတွေနဲ့အမြန်ဆုံးပြန်တွေ့ခွင့်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အားလုံးမျက်နှိုးတဲ့အလုပ်တွေကိုလည်းကျွန်တော်တို့ပြန်လုပ်ခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဘာပဲဖြစ်နေအားမလျှော့လိုက်ပါနဲ့အားလုံးပဲကျမ်းမာအောင်နေပေးကြပါပြီးရင်လက်ကိုစက်ပြာနဲ့မကြာခဏစင်ကြယ်အောင်လို့ဆေးကြောပါအဖြစ်မနေအပြင်ထွက်မယ်ဆိုရင်တော့မတ်တက်ပေးပါခုချိန်မှာကျမရေကောင်းမှုအရေးကြီးပါတယ်ကိုခန်းကောင်းမှုအတွက်နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါကောင်းကောင်းအိပ်ပါကောင်းကောင်းစားပါစိတ်ထက်မကြဖို့လည်းတိုက်တွန်းချင်ပါတယ်အားလုံးပဲနေကောင်းကျန်းမာကြပါစေအရေးကြီးဆုံးကတော့အပြင်ထွက်ရင် must step ပါအားလုံးပဲမင်္ဂလာပါရှင် stay home ကာလမှာအားလုံးပဲစိတ်တွေရှုပ်ထွေးနေကြမယ်စိတ်တွေညစ်နေကြမှာပါပဲဒါပေမဲ့စိတ်သက်တော့မကြပါနဲ့เนาะအိမ်ထဲမှာနေခြင်းကအကောင်းဆုံးကာကွယ်နည်းပါရှင်လက်ဆေးပါအရေးကြီးဆုံးကတော့အပြင်ထွက်ရင် must step ဖို့လုံးဝမမေ့ပါနဲ့เนาะအခုလိုမျိုးကိုဗစ်ရောဂါဆိုကြီးကြောင့် home stay နေပြီးတော့စိတ်ညစ်နေကြပြီလားစိတ်ညစ်နေတော့ဘာလို့ရင်အကောင်းဆုံးအချိန်လဲဆိုတော့ကိုဝါသာပါတဲ့အလုပ်တွေလုပ်မယ်ဟင်းနေချက်ကြမယ်ကိုယ့်ရဲ့မိသားစုအချိန်ပေးကြမယ် TV ကြည့်ကြမယ်စာအုပ်တွေဖတ်ကြမယ်ခုချိန်မှာအရေးကြီးဆုံးကပြင်သွားရင် master ပါကျွန်တော်ချစ်တဲ့ပရိသတ်ပြည်သူပြောပြခြင်းပါတယ်ကိုကျမ်းမာအောင်နေပါပျော်ရွှင်အောင်နေပါကိုမိသားစုပျော်ရွှင်မှုကိုဖန်တီးပါအပြင်ထွက်မယ်ဆိုလို့ရှိရင် master ပါအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေကျမ်းမာရေးကူးဆိုင်ပါဒီချိန်မှာပါပြစိတ်မညစ်ပါလဲပျော်အောင်နေကြပါနော်တခုတော့ရှိရပြအပြင်ထွက်ရင်တော့ mask လေးတက်ပေးကြပါ